လုံးမဲမင်္ဂလာပါကျွန်တော်ကဒီ Nordic Man Fashion Outfit ရဲ့ Fashion Designer ကိုမဆိုတတ်ပါကျွန်တော် Nordic Man Fashion Outfit မှာဆိုလို့ရှိရင်ဒီမှာမျိုးသားတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ suits တွေတိုက်ပုံတွေ style band တွေ shirt တွေ stitch တွေပေါ့နော်မန်ဝတ်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်စီမှာဆိုလို့ရှိရင်ညာအိတ်ဝတ်ကနေပြီးတော့ပွဲတက်တွေထိပေါ့နော် luxury outfit တွေထိမျိုးစုံကျွန်တော်တို့ fancy ချုပ်လို့ရောင်းချနေတာဖြစ်ပါတယ်ကျွန်တော်တို့ကဆိုလို့ရှိရင်ကိုယ်တိုင် designer captain နဲ့တော့ကျွန်တော်တို့ရဲ့ဒီချုပ်ရုံဝန်ထမ်းအနေနဲ့တခြားလေးကြနာထုတ်လုပ်နေတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့မှာတော့ဒီနေ့ပြောမယ့်ဟာလေးကတော့ကျွန်တော်ဒီတိုက်ပုံတွေပေါ့နော်တိုက်ပုံတွေကဆင်တာကျွန်တော်တို့စီမှာဆိုရင်အထူးဖန်တီးချုပ်လုပ်ထားတဲ့တိုက်ပုံတွေပဲဖြစ်ပါတယ်ဒီတိုက်ပုံတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒါလုံးဝကို luxury ဝတ်တဲ့ဝတ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီတိုက်ပုံတွေကိုဆိုလို့ရှိရင်ဒါဆိုရင်ကျွန်တော်တို့ဒါလက်ဖြတ်ဆက်နဲ့ပေါ့နော်လက်ဖြတ်ဆက် pattern နဲ့ကျွန်တော်တို့ချုပ်ထားတာပါကျွန်တော်တို့လုံးဝပေါ့နော် luxury sis ပေါ့နော် luxury ဘိုးသားနဲ့ချုပ်ပေးထားတာဒီကောင်းမှာဆိုရင်တော့ပြင်ပန်းကြည့်လို့ရှိရင်တော့တာမန်တိုက်ပုံပေါ့နော်ဒါပေမဲ့အတွင်းမှာဆိုရင်တော့ကျွန်တော်တို့ကဒီနှစ်ထပ်ချုပ်ပေးထားတယ်ပေါ့အတွင်းကအသားကိုလည်းကျွန်တော်တို့ကလုံးဝကိုဒီ rifle ချီချစ်ပေါ့နော်အလုံးဝဒီချီသားစစ်စစ်နဲ့ rifle ချီချစ်သားနဲ့ကျွန်တော်တို့ကအတွင်းမှာခံပေးတာအဲ့အတွက်ကျွန်တော်ဒီဘိုးသားကနေပြီးတော့ဒီရာသီဥတုပူလို့ရှင်ပူလာတဲ့ပိုးဆိုတာပူတဲ့တဲ့ပေါ့နော်အဲ့တော့ပိုးရဲ့ဟာခန္ဓာကိုယ်လာမထိနေတဲ့အတွက်ဒီကောင်အတွင်းထဲကနေပြီးတော့အေးမြနေတယ်ပေါ့နော်နောက်ဒီမှာဆိုလို့ရှိရင်အတွင်းထဲမှာကျွန်တော်တို့ဒီဖောက်အိတ်တွေပါတဲ့အတွက်ကျွန်တော်ဒီဖုန်းတွေပါတွေမှာအပြင်ဘက်မှာပေါ့နော်ပုံပြပန်းဒီအိတ်ထောင်တွေမှာဖုန်းတွေထိုးထည့်ထားရမလို့ဘူးကျွန်တော်တို့ဖုန်းတွေပါဆိုအတွင်းထဲမှာထိုးထည့်ထားလို့ရတယ်အတွင်းထဲကဒီinterline တွေပေါ့နော်အတွင်းနဲ့တစ်ထက်ကစားလုံးဝ luxury ဖြစ်နေတဲ့အတွက်လုံးဝကိုကျွန်တော်တို့ဒီ luxury မှာဝတ်ချင်ပါတယ်ဆိုတဲ့သူတွေအတွက်ကတော့ဒီကောင်ကတော့ရွေးချယ်တင်ဆုံးပေါ့နော်ဒီကောင်ဆိုရင်ကျွန်တော်တို့ကတာမန်တိုက်ပုံတစ်ထည်ကို3သိန်းခွဲ2သိန်းပေါ့နော်ဒီကောင်ကျတော့ကျွန်တော်တို့ကတစ်ထည်ကိုကျွန်တော်တို့ဒီ customize ပေါ့နော်ဒီကိုတိုင်းတာpattern လဲ customize ဆွဲတာပါဝင် PC ကိုဒါကျွန်တော်တို့တစ်ထည်ကို5သိန်းယူပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ10တယ်ပေါ့နော်350ဘူးတဦးတဲ့ order ဖြစ်ပါတယ်ဒါကတော့350ဘူးတဦးတဲ့အထားတဲ့ဟာဖြစ်ပါတယ်ဒီသူကကြတော့ကျွန်တော်2မျိုးသလုံးချုပ်ခိုင်းတယ်ပေါ့နော်ဒီကောင်ဆိုရင်လက်ဖြတ်ဆက်ပေါ့နော်လက်ကိုဖြတ်ပြီးတော့ဆက်ထားတာဒါကတော့ကျွန်တော်တို့ဒီခုခေတ်လူငယ်တွေဝတ်တဲ့ကတင်ကြတဲ့ဟာပေါ့နော်ဒီကောင်ကကြတော့ကျွန်တော်တို့ဒီလက်တက်ဆက်တဲ့ပေါ့နော်ဒါကတော့ရှေးပမာပုံအစ်စ်တွေပေါ့နော်ဒီကောင်ကကြတော့ရှေးပမာပုံအစ်စ်တွေလက်တက်ဆက်တဲ့တိုက်ပုံဖြစ်ပါတယ်အဲ့တော့ကျွန်တော်လက်တက်ဆက်တဲ့ပေါ့နော်လက်တက်ဆက်တဲ့တိုက်ပုံမှာကျွန်တော်တို့အတွင်းမှာလဲသူလဲနှစ်ထပ်ပေါ့နော်နှစ်ထပ်ခံပြီးချုပ်ထားတယ်ဒီမှာဆိုလို့ရှိရင်လဲသူနဲ့ live ဖက်တဲ့အနက်ရောင်ကိုအသုံးပြုပေးထားတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာတော့ဒါကတော့ luxury တိုက်ပုံဆိုတဲ့ပေါ့နော်ပွဲတက်စစ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဘိုးသားအစား luxury ဘိုးသားကိုပဲအသုံးပြုပြီး fancy ချုပ်လုပ်ပေးထားပါတယ်တာမန်ဘိုးသားမဟုတ်ပါဘူးကျွန်တော်တို့ဒီတာမန်ဒီဘက်မှာအတွင်းကြောင့် Platino တို့ဘာလို့လိုမျိုးဘိုးသားမဟုတ်ဘဲနဲ့လုံးဝကိုဘိုးသားအကောင်းသားကိုကျွန်တော်တို့တခြားfancy ချုပ်လုပ်ပေးထားဖြစ်ပါတယ်ဒါကြောင့်မို့လဲကျွန်တော်တို့ကတစ်ထည်ကို9သိန်းဆိုတဲ့တန်ချိန်နဲ့အညီလဲကျွန်တော်တို့သုံးပေးထားတဲ့ fabric ကစားလုံးဝကို high end luxury fabric ကိုအသုံးပြုပေးထားတာဖြစ်ပါတယ်ကျွန်တော်တို့ Nordic Man Fashion Outfit မှာဆိုလို့ရှိရင်ဒီလိုမျိုးပွဲတက်တိုက်ပုံတွေကိုကျွန်တော်တို့ဒီကိုယ့်ရဲ့ပွဲတွေအတွက်ကိုပေါ့နော်အထူး customer အနေနဲ့လာရောက်အနံပြီးတော့ချုပ်လုပ်လို့ရပါတယ်ကျွန်တော်တို့ Nordic Man Fashion Outfit ရဲ့လိပ်စာကတော့မန္တလေးမြို့62လမ်း28 29ကြားမှာရှိပါတယ်အားလုံးကို live ဖိတ်ခေါ်လိုက်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ